မင်္ဂလာပါဒီနေ့မှာတော့လှမ်းထားတဲ့အမဲကြောင်နဲ့ရသာရှိတဲ့အမဲကြောင်ခင်းကျင်သည့်စီပြန်ချက်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးအမဲကြောင်ကိုအနေတော့အတုံးလေးတွေလီထားပေးပါမယ်တုံးထားတဲ့အမဲကြောင်ကိုရင်းနေလောက်နဲ့တန့်စင်အောင်ဆေးပေးပါမယ်ပြီးရင်တော့စာနနွမ်းမောရှာလကာရဲ့အနှဲငယ်ထည့်ပြီးရေတကေခန်းတဲ့အထိရုပ်ပေးပါမယ်ပြုတ်ထားတဲ့အမဲရောက်ကိုပိုပြီးနူးညံ့လာအောင်အနှဲငယ်ထုပေးပါမယ်အခုကျက်သွင်ပြူနဲ့ဂျင်းတို့ကိုရောထောင်းထားပါမယ်ငရုတ်သီးကြောင့်ကျက်သွင်နီတို့ကိုလည်းထောင်းထားပေးပါမယ်ခင်းကျင်နီကိုအနေရောအရွယ်လေးတွေလီထားပေးပါမယ်အားလုံးလေးပြင်ဆင်ပြီးပြီဆိုတော့စတင်ချက်ပြုတ်ပါမယ်စီဘူးလာပြီဆိုရင်နနွမ်းမုံရောထောင်းထားတဲ့ကြက်သွင်ပြူနဲ့ချင်းကိုအရင်ဆုံးစီတက်ပေးပါမယ်အဝါရောင်တန်းလာပြီဆိုရင်တော့ထောင်းထားတဲ့ငရုတ်သီးကြောင့်နဲ့ကြက်သွင်ကိုထည့်ပြီးမွေးလာတဲ့အထိစီတက်ပေးပါမယ်နန်းလေးမွေးလာပြီဆိုရင်တော့ခင်းကျင်သီးထည့်ပေးပါမယ်စာအရသာမွန်းတို့ကိုထည့်ပြီးခင်းကျင်သီးတွေလိမ့်လာတဲ့အထိထည့်ပေးပါမယ်ခင်းကျင်သီးတွေလိမ့်လာပြီဆိုရင်တော့အမဲကြောက်ထည့်ပေးပါမယ်အခုရေအနှဲငယ်ထည့်ပြီးအမဲကြောက်နူးလာတဲ့အထိထည့်ပေးပါမယ်
အမဲကြောင့်နူးပြီးစီပြန်လာပြီဆိုရင်တော့ထမင်းနဲ့စားရင်အရင်လိုက်ဖက်ပြီးစားကျင်စရာကောင်းတဲ့အမဲကြောင့်ခရမ်းကျင်သည့်စီပြန်ရင်းလေးရရှိပါပြီ။